ကြက်ထားတာတွေရတာပေါ့ခန္ဓာကိုယ်ကြည့်လိုက်တော့အတုံးကြီးခဲကြီးငါဖုံကြီးပဲထင်းနေသေးတယ်ဒီအထင်းမပြောက်သေးသမျှစိတ်မချရလို့အထင်းနေအမြင်မှန်နေရအောင်ဆိုပြီးတော့သာတလုံးမှမတတ်တဲ့ဆရာတော်ဘုရားရဲ့ခြေတော်ရင်းဝတ်စင်းပြီးတပိတော့ယုံမှမသိနာမှမသိတဲ့သုတ်တံအရှင်ဘုရားတရားစစ်တရားမှာပေးသနာတော်မူပါဘုရားဆိုပြီးတော့မနှစ်ကတကူးလာကစပြီးတော့သုံးပါးမျိုးမှာဆရာတော်ဘုရားတရားပွဲကြီးလာကျင်းပတဲ့အချိန်ကစပြီးသုတ်တံကိုတော့လိုက်လာတာယနေ့အထိတဲ့ဆရာတော်ဘုရားမခွဲနိုင်တော့ဘူးအနန္တကျိုးရှိတာပဲဒီနေ့နေ့တနေ့အကျိုးရှိတဲ့အရိယာပုဂ္ဂိုလ်ကြီးနဲ့နေရတော့ချမ်းသာတယ်ဘုဒ္ဓရှင်ပုဂ္ဂိုလ်ချင်းနေရတော့ပူလိုက်တာဘုန်းကြီးတွေလည်းအပူတွေလျှောက်ပြောနေတာအဲ့ဒါကြောင့်အပူတွေသက်သာအောင်အပူတွေအေးအောင်ဆိုပြီးတော့